ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုပတ်စံပေးတာတို့ကြွေးတာမွေးတာဒါတော့ပဲပရာဟိတထင်မဟုတ်ဘူးငါးပါးသီလစောင့်တည်တာလည်းပရာဟိတပဲပရာဟိတအစစ်အဲ့ဒါကိုယ်ကိုယ်တိုင်လည်းစောင့်တည်တယ်သူများလည်းစောင့်တည်ဖို့ရတိုက်တွန်းတယ်အဲ့ဒါပရာဟိတအဲ့ဒါကြောင့်မို့လို့ရရွာတစ်ခုမှနေထိုင်ကြပြီဆိုရင်တန်မိုးရှိတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားရမယ်တန်မိုးရှိတဲ့အလုပ်တွေအဲ့ဒီတန်မိုးရှိတဲ့အလုပ်တွေဆိုတာအခုပြောရတဲ့တုတ္တဆိုတာကိုအခြေခံပြီးတော့စာခကိုယ်ဘဝကိုဆုံးလို့အနိနာခံဆုံးလို့ပြီးတဲ့အခါကျတော့အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်နော်အများကောင်းကျိုးဆောင်ရွက်တယ်လုပ်ကိုင်းတယ်အဲ့ဒီစာခနဲ့ပညာဆိုတာကြတော့အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတဲ့အသိဉာဏ်ကိုဆိုလိုတယ်ပေါ့အဲ့ဒီအသိဉာဏ်ဟာအမှန်မှတန်ဖိုးရှိတယ်လို့ပြောတယ်ဒီတဲ့အစင်းမြင့်တဲ့အသိဉာဏ်ကြတော့ဘာလို့ဆိုရင်အေးအရာခတ်သိမ်းဟာဘယ်အရာမှမမြဲဘူးကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်တယ်ငါငယ်ငယ်တုန်းကရုပ်တည်မရှိတော့ဘူးခုချိန်မှာအလုံးဟာသွားခဲ့ပြီမရှိတော့ဘူးနှုတ်ပြမှုတွေအလုံးဆုံးရှုံးသွားပြီနော်ကျမ်းမာနေလို့ရှိရင်လည်းကျမ်းမာမှုတွေမကျမ်းမာတဲ့အခါမှာကျမ်းမာမှုတွေလည်းဆုံးရှုံးသွားပြီနောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဆုံးရှုံးသွားမမြဲတဲ့သဘောကိုစဉ်းကျင်စဉ်းစားနိုင်အောင်ငါးတဏ္ဍာမှာတကယ်ရှိတာယုတ်နဲ့နာနှစ်မျိုးပဲရှိတယ်ရုပ်ဆိုတာအာယုံကိုမသိနိုင်တဲ့ body ဆိုတဲ့ရုပ်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးနာမ်ဆိုတာကသိတဲ့အရာတမာအပြင်ခွဲမယ်ဆိုလို့ရှိရင်နော်ရိတ်တာတရားဟောတဲ့ဆရာတော်တွေခွဲတယ်လို့ပဲစားကျင်တာကနာမ်စားတာကရုပ်ဟုတ်ကလားစားကျင်တဲ့စိတ်ကလေးကနာမ်ပဲစားကျင်တဲ့စိတ်ကလေးကနာမ်လေအဲ့ဒီနာမ်ကစားကျင်လို့ယောဂစားသူတို့နှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်တာနော်ပေါင်းစပ်ဖြစ်တယ်သိတာကနာမ်မသိတာကရုပ်ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်ပြီးတော့နေတယ်အဲ့ဒီပေါင်းစပ်ပြီးတော့လူတွေကလှုပ်ရှားနေအဲ့တော့ရုပ်နဲ့နာမ်ကလွဲပြီးတခြားဟာမရှိဘူးလို့သိတာပညာလို့ခေါ်တယ်အဲ့ဒီတဆင့်တက်ပြီးဒီယုံနံတွေဟာလဲဆိုင်ရာအကြောင်းတရားတွေအကြောင်းသာဖြစ်လာတာဖြစ်တယ်လို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲအေးဒီယုတ်တွေနံတွေကဖြစ်လာပြီးရင်လည်းလုံးဝပျက်စီးသွားကြတယ်မမြဲဘူးလို့သိတာလည်းပဲအသိဉာဏ်တစ်ခုပဲတဆင့်တက်ပြီးတော့သိသွားတဲ့အခါမှာနော်ကျင့်တတ်စရာမကောင်းတော့ဒုက္ခကိုယ်အလိုတိုင်းဘာတစ်ခုမှမဖြစ်လို့အနတ္တဆိုတဲ့အသိတွေလည်းသိလာ